ဒီနေ့တော့တော်တော်ကိုစိတ်ဝင်စားဖို့ကောင်းပြီးအရန်ကိုလည်းစိုးရိမ်စရာကောင်းတဲ့မိကုံတစ်ခုနဲ့စကြရအောင်တကယ်လို့သာတောင်ကိုရီးယားဂျပန်နေတိုဖွဲ့ဝင်တဲ့ဥရောပနိုင်ငံတွေကိုအမေရိကန်ကသူ့ရဲ့နျူကလ িয়ার လက်နက်တွေနဲ့ဆက်ပြီးတော့အကာအကွယ်မပေးတော့ဘူးဆိုလို့ရှိရင်ဘာဖြစ်နိုင်မလဲဆိုတဲ့မိကုံလေးပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာပြောသွားမယ့် chat လက်တွေကိုဥရောပရေးရာနဲ့ပတ်သက်ပြီးအမြဲတမ်းရှင်းပြပေးနေတဲ့လွတ်လပ်တဲ့သူတေသနအဖွဲ့တစ်ခု TLDR News ကနေအဓိကကိုးကားယူထားပါတယ်အမေရိကန်နဲ့ဥရောပမဟာမိတ်နိုင်ငံတွေကြားမှာသူတို့တယောက်ပေါ်တယောက်ပေးထားတဲ့ကာကွယ်ရေးကတိတွေကအမေရိကန်ရဲ့မရေရာတဲ့လုပ်ရက်တွေကြောင့်မလို့ပဲအခုချိန်မှာတမိုင်းတစ်လျှောက်အားပြုတ်ဆုံးခြေအနေနဲ့ရင်ဆိုင်နေရပါတယ်ဒါကြောင့်မလို့ပဲဒီမဟာမိတ်နိုင်ငံတွေမှာမေးစရာဖြစ်လာတာကတကယ်လို့သာအမေရိကန်မပါတော့ဘူးဆိုလို့ရှိရင်သူတို့ကိုဘယ်သူကဆက်ပြီးကာကွယ်ပေးမလဲဆိုတာပဲဖြစ်ပါတယ်အရှင်းဆုံးပြောရရင်တော့အမေရိကန်ရဲ့နျူကလ িয়ার ထိရိတ်ဆိုတာကနျူကလ িয়ার လက်နက်မရှိတဲ့သူ့ရဲ့မဟာမိတ်နိုင်ငံတွေကိုတခြားနိုင်ငံတယောက်ကလာပြီးတိုက်မယ်ဆိုလို့ရှိရင်အမေရိကန်ဘက်ကသူ့ရဲ့နျူကလ িয়ার လက်နက်ကိုတုံးပြီးတော့ပြန်ပြီးကာကွယ်ပေးမယ်ဆိုတဲ့ကတိပဲဖြစ်ပါတယ်လွန်ခဲ့တဲ့1950ခုနှစ်ကတည်းကဒီဥရောပနိုင်ငံတွေအများစုကနေတိုရဲ့အဖွဲ့ဝင်တွေဖြစ်ထားကြပြီးတော့အဲ့ဒီကနေမှပဲအမေရိကန်ရဲ့ထိရိတ်အောက်မှာခိုလုံဝင်ရခဲ့ကြတာဖြစ်ပါတယ်အဲ့တော့ကဆိုလို့ရှိရင်တိုက်ရှင်ပြဒုံးကြီးတွေနျူကလ িয়ার ရင်ငုတ်သင်္ဘောတွေနျူကလ িয়ার ဘုံကျဲလေးရင်တွေထိပ်ပါတုံးပြီးတော့အမေရိကန်ကသူ့ရဲ့မဟာမိတ်တွေကိုစပယ်ရှယ်ကာကွယ်ပေးထားခဲ့တာဖြစ်ပါတယ်အတိအကျပြောရမယ်ဆိုလို့ရှိရင်တော့အီတလီဂျာမနီတူရကီဘယ်လ်ဂျီယံနဲ့နယ်သာလန်ဒီဥရောပ9နိုင်ငံမှာရှိတဲ့လေတပ်စခန်း6ခုတွေမှာအမေရိကန်ကသူတို့ရဲ့ B61 နျူကလ িয়ার ဘုံအလုံးရေ100ကျော်လောက်ကိုဖြန့်ကျက်ထားပြီးတော့တေချာကိုကာကွယ်ပေးထားတာဖြစ်ပါတယ်အဲ့ဒီစနစ်ကြီးကလွန်ခဲ့တဲ့10စုနှစ်ပေါင်းများစွာကကောင်းကောင်းကြီးစိတ်ချလက်ချနဲ့အလုပ်လုပ်ခဲ့တာမှန်ပေမဲ့အခုချိန်မှာတော့စပြီးတော့ရိုင်လဲလာပါတယ်အဓိကကတော့သမ္မတဒေါ်နယ်ထရမ့်ကြောင့်ပဲဖြစ်ပါတယ်သမ္မတဒေါ်နယ်ထရမ့်ကသူတို့ကာကွယ်ပေးရမယ့်နေတိုဖွဲ့ဝင်နိုင်ငံတွေကိုပါပြောင်ပြောင်တင်းတင်းကြီးစပြီးချင်းချောက်လာတဲ့လုပ်ရက်တွေကိုလုပ်လာပါတယ်ဥပမာဆိုလို့ရှိရင်နေတိုဖွဲ့ဝင်ဒိန်းမန်နိုင်ငံပိုင်တဲ့ဂရင်းလန်းကျွန်းကိုသိမ်းပိုက်ဖို့အတွက်စစ်အားကိုသုံးမလားဆိုပြီးတော့သူ့ကိုမေးလိုက်တဲ့ပုံမှာသူကတော့သုံးတယ်မသုံးဘူးဆိုတော့တိတိကျကျလုံးဝမဖြေဘဲနဲ့မရေရာတဲ့ပုံစံမျိုးနဲ့ဖြေထားခဲ့ပါတယ် And I asked you if you would rule out military force to take Greenland and you said no, you don't rule out anything. Would you rule out military force to take Canada? Well, I think we're not going to ever get to that point. It could happen. Something could happen with Greenland. I'll be honest. We need that for national and international security. But not I with think Canada? It's highly unlikely. I don't see it with Canada. I just don't see it. I have to be honest with you. အမေရိကန်ကဒီ Greenland ကိုဘာကြောင့်လိုချင်နေရတာလဲဆိုလို့ရှိရင်တော့အဲ့ဒီနေရာမှာရေနံတွေတဘာဝတန်းငွေတွေနဲ့ရှားပါတတ်တုတွေများကြီးရှိနေလို့ပဲဖြစ်ပါတယ်။နောက်ပြီးနောက်တစ်ချိန်မှာကဘာကြီးကဆက်ပြီးပူနွေးလာမယ်ဆိုလို့ရှိရင်တော့ရေခဲတွေကရေဖြော်သွားမယ်ဆိုလို့ရှိရင်ဒီ Greenland နေရာကကဘာအကုံကျွယ်ရေးရေချောင်းလန်းအတွက်အရန်ကိုရေးရှိတဲ့နေရာတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ပြီးတော့စစ်ဘက်မှာကြည့်မယ်ဆိုလို့ရှိရင်လည်းအာတိတ်ဆက်ဝိုင်းမှာရှိတဲ့ရုရှားနဲ့တရုတ်ကိုဟန်တာဖို့အတွက်ဒီ Greenland ကအမေရိကန်အတွက်အရန်ကိုရေးရှိနေတဲ့အသက်သွေးကြောတစ်ခုဖြစ်နေပါတယ်။အခုဆိုလို့ရှိရင်လည်းအမေရိကန်ရဲ့လေတပ်စခန်းကတော့အဲ့ဒီမှာရှိနေပြီဖြစ်ပါတယ်။ကျွန်တော်တို့ပြန်ကြည့်လိုက်မယ်ဆိုရင်ဗျာနေတိုရဲ့အနှစ်သာရကသူတို့ဖွဲ့ဝင်နိုင်ငံကိုတခြားပြင်ပနိုင်ငံတစ်ခုကဝင်ပြီးတိုက်မယ်ဆိုလို့ရှိရင်နေတိုတစ်ဖွဲ့လုံးကိုတိုက်တာနဲ့အတူတူပဲဆိုတဲ့အဓိပ္ပာယ်မျိုးပဲဖြစ်ပါတယ်။အဲ့တော့ဘယ်သူပဲတိုက်တဲ့လူကဒီနေတိုဖွဲ့ဝင်အလုံးနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒါပေမဲ့အခုဖြစ်ပျက်နေတာကခေါင်းဆောင်ဖြစ်တဲ့အမေရိကန်ကိုယ်တိုင်ကပဲအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ဒိန်းမတ်ရဲ့ပိုင်နက်ကိုမျက်စိကျနေပြီးတော့ဒါနဲ့ပတ်သက်ပြီးဒီနေရာကိုအပိုင်သိမ်းဖို့အတွက်စင်အားသုံးမလားဆိုပြီးမေးလိုက်တဲ့ပုံမှာအမေရိကန်သမ္မတကိုယ်တိုင်ကဝေဝေဝါးဝါးနဲ့တိတ်တိတ်ချာချာဖြေထားတာမရှိခဲ့ပါဘူး။အခုချိန်မှာအမေရိကန်က Greenland ကိုတော်တော်လိုချင်နေပါတယ်။အဲ့ဒီအခြေအနေမျိုးတွေကြောင့်မလို့ပဲအမေရိကန်ရဲ့နျူကလ িয়ার ထိရိတ်ကိုမဟာမိတ်နိုင်ငံတွေကဆက်ပြီးတော့ယုံကြည်အားကိုးနေဖို့အတွက်တော်တော်ခက်ခဲနေရတဲ့အခြေအနေနဲ့ရင်ဆိုင်နေကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့ပဲနေတိုရဲ့ဒုအတွင်းရေးမှူးဟောင်းတစ်ယောက်ဖြစ်တဲ့ Rose Gordon-Muller ကသတိပေးစကားတစ်ခုပြောလာခဲ့ပါတယ်။သူဘာပြောတာလဲဆိုလို့ရှိရင်တော့အမေရိကန်ကအခုလိုမျိုးနေတိုဖွဲ့ဝင်ပေါ်မှာတန်တရားဖြစ်စရာတွေလုံနေသမျှကတော့ဥရောပအတွက်အမေရိကန်ရဲ့ဒီနျူကလ িয়ার ထိရိတ်အာမခံချက်ကလည်းတန်တရားဖြစ်စရာတစ်ခုအနေနဲ့ဖြစ်နေအောင်မှာပဲဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်။အဲ့တော့ဘလို့ဖြစ်နေလဲဆိုလို့ရှိရင်တခြားရက်ကွက်မှာရှိတဲ့ရန်သူတွေကကိုယ့်ကိုလာပြီးအနိုင်ကျင့်မှာဆိုလို့ဘေးအိမ်မှာရှိတဲ့အာကိုရလောက်တယ်လို့ယုံကြည်ထားတဲ့အကိုကြီးစီမှာတွားပြီးတော့အကူကြီးတောင်းသူ့စီမှာခိုးလုံနေတာဟိုဘက်ရက်ကွက်ကလူမိုက်ကလာပြီးအနိုင်မကျင့်ရဘဲနဲ့အဲ့ဒီအကူကြီးကပဲကိုယ့်ကိုနိုင်ကျင့်နေတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အမေရိကန်ရဲ့နျူကလ িয়ার ထိရိတ်ကတိတ်ပြီးအားကိုးလို့မရတော့တဲ့ပုံစံမျိုးဖြစ်နေတာမို့လို့ဥရောပနိုင်ငံတွေရဲ့လုံခြုံရေးအတွက်နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့ပြင်သစ်နဲ့ဗြိတိန်တွေမှာတာဝန်ရှိလာခဲ့ပါတယ်။ပြီးခဲ့တဲ့ဒီမတ်လအတွင်းမှာပဲပြင်သစ်သမ္မတကသူတို့ရဲ့နျူကလ িয়ার လက်နက်တွေကိုတခြားဥရောပနိုင်ငံတွေစီဖြန့်ပေးဖို့အတွက်လမ်းဖွင့်ပေးခဲ့ပါတယ်။ပြင်သစ်ရဲ့ဒီလိုလုပ်ရက်ကိုပိုလန်သမ္မတကလည်းဝင်ပြီးထောက်ခံခဲ့ပါတယ်။ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတဲ့နောက်တစ်ချက်ကတော့ဂျာမနီပဲဖြစ်ပါတယ်။ဂျာမနီရဲ့အဓိပတိကတော့အမေရိကန်ရဲ့နျူကလ িয়ার ထိရိတ်ကိုသူတို့တွေတတ်နိုင်သမျှဆက်ပြီးထိန်းထားခြင်းနဲ့ဆိုပေမဲ့လည်းတကယ်လို့အမေရိကန်ဘက်ကမသေးချာနေတော့ဘူးဆိုလို့ရှိရင်တော့ပြင်သစ်နဲ့ဗြိတိန်ရဲ့လက်နက်တွေကိုဥရောပရဲ့နျူကလ িয়ার ထိရိတ်အနေနဲ့
လုပ်ဖို့အတွက်သူကထောက်ခံခဲ့ပါတယ်ဂျာမနီလိုနိုင်ငံတစ်ခုကဒီလိုမျိုးကိစ္စထဲမှာဝင်ပါလာခဲ့တာကပထမဦးဆုံးအကြိမ်ဖြစ်ပြီးတော့ဒါကတော်တော်ကိုကြီးတဲ့အလှည့်ပြောင်းတစ်ခုဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်တုန်းကဆိုလို့ရှိရင်ဂျာမနီရဲ့နာဇီတွေကတကမ္ဘာလုံးကိုဒုက္ခပေးခဲ့တာမှန်ပေမဲ့လည်းစစ်ရှုံးသွားပြီးတဲ့နောက်ပိုင်းမှာသူတို့တွေကငြိမ်းချမ်းရေးမူဝါဒကိုပဲအစွမ်းကုန်စုပ်ကိုင်ထားခဲ့ပါတယ်နောက်ပြီးစစ်ရေးတိုက်ပွဲတုန်းကဆိုလို့ရှိရင်လည်းဂျာမနီနိုင်ငံကအမေရိကန်နဲ့ဆိုဗီယက်ဒီနှစ်ယောက်အချင်းချင်းတယောက်နဲ့တယောက်စစ်တိုက်ကြမယ်စစ်တလင်းမြေတစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒီချိန်တုန်းကဆိုလို့ရှိရင်ဂျာမနီနိုင်ငံထဲမှာနျူကလ িয়ার ဘုံးတွေအများကြီးရှိခဲ့တယ်ဆိုပေမဲ့လည်းဒီဘုံးတွေအကုန်လုံးကိုအမေရိကန်ကပဲပိုင်တယ်ဖြစ်ပါတယ်အခုချိန်မှာတော့ပြင်သစ်နဲ့ UK ဥဆောင်တဲ့ဒီဥရောပနျူကလ িয়ার ထိရိုက်ကိုဂျာမနီကဝင်ပြီးထောက်ခံလာတာကဘာလို့ဆိုလိုတာလဲဆိုလို့ရှိရင်တော့အမေရိကန်တယောက်တည်းကိုပဲပုံအောပြီးယုံကြည်ရမယ့်ချိန်တွေကနေဂျာမနီတွေစပြီးယုံထွက်လာတာပဲဖြစ်ပါတယ်နောက်ပြီးဂျာမနီကဥရောပရဲ့စီးပွားရေးအင်အားကြီးတဲ့နိုင်ငံတစ်ခုဆိုပေမဲ့လည်းတစ်ဖက်မှာစစ်ရေးပိုင်းမှာကြတော့တခြားနိုင်ငံတွေနဲ့ရှိရင်သူတို့တွေကအင်အားနည်းနည်းနဲ့နေခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့ရုရှားယူကရိန်းစစ်ဖြစ်သွားတဲ့နောက်ပိုင်းမှာရုရှားတွေဘက်ကနျူကလ িয়ার လက်နက်နဲ့ခဏခဏချင်းချောက်နေတာကိုမြင်တော့ဂျာမနီတွေနားလည်သွားတာကစီးပွားရေးကဘလောက်ပဲအားကောင်းနေပါစေနျူကလ িয়ার အကာအကွယ်မရှိဘူးဆိုလို့ရှိရင်တော့သူတို့တွေကလည်းချိန်မရွေးဒုက္ခရောက်သွားနိုင်တယ်ဆိုတာကိုနားလည်လာတာဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်တုန်းကစစ်ရှုံးခဲ့ပြီးအချိန်တွေကြာကြီးအားနည်းအောင်ငုံနေခဲ့ရတဲ့ဂျာမနီကအခုလိုမျိုးပြင်သစ်နဲ့ UK နျူကလ িয়ার ထိရိုက်တယ်မှာဝင်ပြီးထောက်ခံလာခဲ့တာကတော်တော်ကိုကြီးမားတဲ့အရွေးတစ်ခုဖြစ်လာခဲ့ပါတယ်။နောက်ပြီးဥရောပနိုင်ငံတွေကနျူကလ িয়ার နဲ့ပတ်သက်ပြီးတော့အမေရိကန်ကိုမယုံမကြည်ဖြစ်ခဲ့တဲ့အဖြစ်အပျက်မျိုးတွေကအရင်တုန်းကလည်းတစ်ခေါက်အကြီးအကျယ်ဖြစ်ခဲ့ပါတယ်။ဒါတော့1950နောက်ပိုင်းတုန်းကပြင်သစ်၊အီတလီနဲ့အနောက်ဂျာမနီဒီ၃ယောက်ပေါင်းပြီးတော့ဥရောပပူးတွဲနျူကလ িয়ার အင်အားစုတစ်ခုကိုထောင်ဖို့အတွက်သူတို့တွေစူးစမ်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီချိန်တုန်းကဆိုလို့ရှိရင်ပြင်သစ်မှာလည်းသူတို့ကိုယ်ပိုင်နျူကလ িয়ার လက်နက်ကမရှိသေးပါဘူး။ဒါကြောင့်မလို့ပဲပြင်သစ်ကအိမ်နီးချင်းနိုင်ငံတွေနဲ့ပေါင်းပြီးတော့အမေရိကန်ကိုအသိပြီးအားမကိုးရတဲ့သူတို့ကိုယ်ပိုင်နျူကလ িয়ার အင်အားစုတစ်ခုကိုတည်ထောင်ဖို့စခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီအစီအစဉ်ကပြတ်သွားခဲ့ပါတယ်။အဓိကတရားခံကတော့ပြင်သစ်ဗိုလ်ချုပ်ဟောင်း Charles de Gaulle ကြောင့်ပဲဖြစ်ပါတယ်။ဒီပြင်သစ်ဗိုလ်ချုပ် Charles de Gaulle ကဒုတိယကမ္ဘာစစ်ချိန်တုန်းကဆိုလို့ရှိရင်အမေရိကန်ကိုသူတို့ကလုံးဝမယုံခဲ့ပါဘူး။သူတို့ဥရောပ၃နိုင်ငံပေါင်းမဲ့နျူကလ িয়ার အင်အားစုကနေနှုတ်ထွက်ဖို့လုပ်တဲ့အချိန်မှာde Gaulleဘာပြောသွားလဲဆိုလို့ရှိရင်တော့အမေရိကန်ဆိုတာကသူ့ကိုယ်ကျိုးကိုပဲသူကြည့်တာငါတို့ရဲ့နျူကလ িয়ার ကိုသူများတွေနဲ့မျှဝေနေစရာလုံးဝမလိုဘူးပြင်သစ်ကကိုယ်ပိုင်နျူကလ িয়ার လက်နက်နဲ့ကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဖြစ်ရမယ်ဆိုပြီးတော့သူကပြောခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ပဲသူတို့၃နိုင်ငံပေါင်းမဲ့အစီအစဉ်ကိုချက်ချင်းဖျက်လိုက်ပြီးတော့အမေရိကန်တားနေတဲ့ကြားတွေကပြင်သစ်ကသူတို့ရဲ့ကိုယ်ပိုင်နျူကလ িয়ার လက်နက်ကိုအစပြီးတော့အကောင့်တွေဖော်ခဲ့ပါတယ်။နောက်ပြီးတော့1963ခုနှစ်မှာလည်းဒီဂေါ်ထပ်ပြီးတော့ပြောခဲ့တာကဥရောပကိုကာကွယ်ဖို့အတွက်အမေရိကန်တွေကသူတို့ရဲ့နျူကလ িয়ার လက်နက်တွေကိုဘယ်အချိန်ဘယ်နေရာမှာဘယ်လိုပုံစံမျိုးနဲ့သုံးမလဲဆိုတာကိုအမေရိကန်ကိုယ်တိုင်ကတော့မှတိတိကျကျမပြောနိုင်ပါဘူးတဲ့။ဆိုလိုတာကတော့တကယ်လို့မှရုရှားကဥရောပကိုကျူးကျော်လာခဲ့မယ်ဆိုလို့ရှိရင်အမေရိကန်ကသူတို့ရဲ့နယူးယောက်မြို့ကိုရုရှားနျူကလ িয়ার ဘုံးနဲ့အပစ်ခံပြီးတော့မှဒီဥရောပနိုင်ငံတို့လာကယ်မှာလားဆိုတဲ့အဓိပ္ပာယ်မျိုးပဲဖြစ်ပါတယ်။အဲ့တော့အခု2026ချိန်ကိုရောက်လာတဲ့အခါမှာတော့တခြားဥရောပနိုင်ငံတွေအားလုံးကလည်းတစ်ချိန်ကပြင်သစ်ဗိုလ်ချုပ် Charles de Gaulle ရဲ့ဆန္ဒနဲ့ခံယူချက်လိုမျိုးမတိမတရိမ့်သွားတာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်။အဓိကတော့သူတို့တွေကအမေရိကန်တစ်ခုတည်းကိုပဲစိတ်ချလက်ချပုံအောပြီးတော့အာမကိုရဲတော့တာဖြစ်ပါတယ်။နောက်ပြီးတော့ဒီနေရာမှာကျွန်တော်တို့ကဥရောပလို့ပြောလိုက်တဲ့အခါမှာ EU European Union နဲ့ NATO ဖွဲ့တွေကိုဆိုလိုတာဖြစ်ပါတယ်။ဒီထဲမှာရုရှားကမပါပါဘူး။ရုရှားလူဦးရေရဲ့85%ကဥရောပဘက်ခြမ်းမှာနေကြပါတယ်။ဒါပေမဲ့ပထဝီဝင်မြေမျက်နှာတွင်ပြန်နေထားရကတော့ရုရှားကဥရောပဟုတ်တယ်ဆိုပေမဲ့ကမ္ဘာနိုင်ငံရေးရကတော့ရုရှားကဥရောပမဟုတ်ပါဘူး။ဒါလေးကိုတော့တဲတဲကိုသိထားစေချင်ပါတယ်။ဒါဆိုလို့ရှိရင်အမေရိကန်မပါတဲ့ဒီဥရောပနျူကလ িয়ার ထိရိုက်ကဘယ်လိုမျိုးဖြစ်လာနိုင်မလဲဆိုတာကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်အောင်ဒီထဲမှာသူတို့သွားနိုင်တဲ့လမ်းကြောင်းတစ်ခုရှိပါတယ်ပထမတစ်ခုကတော့နေတိုတစိမ့်တစ်ပိုင်းပါဝင်နေမဲ့ဥရောပနျူကလ িয়ার ထိရိုက်နဲ့ဒုတိယလမ်းကြောင်းကတော့နေတိုလုံးဝမပါတဲ့သူတို့တီးတဲ့နျူကလ িয়ার ထိရိုက်ပဲဖြစ်ပါတယ်အဲ့တော့ပထမလမ်းကြောင်းကိုသွားကြတဲ့အခါမှာပြင်သစ်နဲ့ UK ကတော့ဒီနေရာမှာအဓိကကျပါတယ်ပြီးခဲ့တဲ့2025ခုနှစ်ဇူလိုင်လတုန်းကဆိုလို့ရှိရင်ဒီနှစ်နိုင်ငံက Northwood ကြီးညာစာတမ်းထဲမှာအတူတူလက်မှတ်ထိုးခဲ့ကြပါတယ်အဲ့ဒီစာတမ်းထဲမှာသူတို့ဘာပြောထားလဲဆိုလို့ရှိရင်တော့ပြင်သစ်နဲ့ UK ဒီနှစ်နိုင်ငံရဲ့ပါဝင်တုံ့ပြန်မှုကိုမဖြစ်ပေါ်စေတဲ့ဥရောပအပေါ်အလွန်ကျူးချိန်ချောက်မှုမျိုးတွေလုံးဝမရှိစေရဘူးဆိုပြီးတော့တဲပြောလိုက်ပါတယ်ဆိုလိုတာကတော့ရုရှားပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ဥရောပနိုင်ငံတစ်ခုခုလာထိမယ်ဆိုလို့ရှိရင်ငါတို့ပြင်သစ်နဲ့ဗြိတိန်ကိုလာထိတာနဲ့အတူတူပဲငါတို့ရဲ့နျူကလ িয়ার လက်နက်နဲ့တုံ့ပြန်လိုက်မယ်ဆိုပြီးတော့ရန်သူတွေကိုသတိပေးလိုက်တာပဲဖြစ်ပါတယ်ဗျအရင်တော့ကဒီနျူကလ িয়ার တွေနဲ့ပတ်သက်လာမယ်ဆိုလို့ရှိရင်ဗြိတိန်ကအမေရိကန်တယောက်နဲ့ပဲအတူတူအလုပ်တွဲလုပ်ပြီးညှိနှိုင်းခဲ့တာဖြစ်ပါတယ်နောက်ပြီးတော့ပြင်သစ်ဆိုလို့ရှိရင်လည်းဘယ်သူနဲ့မှပေါင်းခဲ့တာမဟုတ်ပါဘူးသူတို့တကူတော်စတိုင်နဲ့ပဲနေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့2025ဒီဇင်ဘာမှာတော့ UK နဲ့ပြင်သစ်သူတို့နှစ်ယောက်ရဲ့ပထမဦးဆုံးနျူကလ িয়ার အင်အားစုအနေနဲ့အတူတူတွဲလာခဲ့ကြပါတယ်သူတို့ရဲ့ဒီပူးပေါင်းမှုတွေကနောက်ပိုင်းမှာလည်း
ဆက်ပြီးတော့အရှိန်ရလာမယ်အနေအထားမှာရှိနေတာဖြစ်ပြီးတော့ဒါကဥရောပအတွက်အားကိုးစရာတစ်ခုဖြစ်လာနေပါတယ်ဒုတိယလမ်းကြောင်းဖြစ်တဲ့ NATO လုံးဝမပါတဲ့ဥရောပတည်တံ့စနစ်ကိုသွားမယ်ဆိုလို့ရှိရင်တော့သူတို့မှလုံရမယ့်အကန့်အသတ်လေးတွေရှိနေပါတယ်တကယ်လို့မှပြင်သစ်တဲ့ UK ကသူတို့ရဲ့နျူကလ িয়ার လက်နက်တွေကိုတခြားဥရောပနိုင်ငံတွေစီကိုပို့ပြီးတော့ပိုင်ဆိုင်ခွင့်ပေးလိုက်မယ်ဆိုလို့ရှိရင်ဒါက NPT နျူကလ িয়ার လက်နက်ဆက်လက်မပြန့်ပွားရေးစာချုပ်ကိုချိုးဖောက်ရရောက်သွားမှာပါနောက်ပြီးတော့ UK ဘက်ကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လေသူတို့မှာနျူကလ িয়ার နဲ့ပတ်သက်ပြီးအပြည့်အဝပိုင်ဆိုင်ထားတာဆိုလို့နျူကလ িয়ার ထိပ်ဘူးတွေပဲရှိပါတယ်ဒီနျူကလ িয়ার ထိပ်ဘူးတွေကိုပြစ်လို့ပေးမဲ့ဒုံးကျည်တွေကိုတော့ UK ကအမေရိကန်စီကနေနီးပညာတွေကိုငှားပြီးတော့သုံးနေရတာဖြစ်ပါတယ်နောက်ပြီးတော့ UK ရဲ့နျူကလ িয়ার ရင်ငုပ်သင်္ဘောတွေကလည်းအမေရိကန်ရဲ့နီးပညာနဲ့ဒုံးကျည်တွေမပါဘူးဆိုလို့ရှိရင်တော့ဘာမှလုပ်လို့မရတဲ့အနေအထားမျိုးမှာရှိနေပါတယ်အမေရိကန်ဘက်က UK ရဲ့ဒီနျူကလ িয়ার ရင်ငုပ်သင်္ဘောတွေကိုပြုပြင်ထိန်းသိမ်းရေးတွေဆက်ပြီးတော့မလုပ်ပေးဘူးဆိုလို့ရှိရင်ဒီရင်ငုပ်သင်္ဘောတွေအားလုံးကလည်းဘာမှကိုလုပ်လို့မရတော့ပါဘူးပြင်သစ်ကတော့အဲ့လိုလုံးဝမဟုတ်ပါဘူးသူတို့ရဲ့နျူကလ িয়ার နီးပညာတွေအားလုံးကပြင်သစ်တယောက်ကပဲအပြည့်အဝအစကတည်းကပိုင်နေခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့ပဲ NATO လုံးဝမပါတဲ့ဒီဥရောပတည်တံ့လမ်းစဉ်ကိုသွားတဲ့အခါမှာ UK ကပြင်သစ်လောက်မလွတ်လပ်ပါဘူးတကယ်လို့ UK ကအမေရိကန်တွေသဘောမကျတာတစ်ခုခုကိုလှုပ်လိုက်မိလို့သူတို့ထောက်ပံ့ပေးထားတဲ့နျူကလ িয়ার နီးပညာတွေကိုဖျက်လိုက်မယ်ဆိုလို့ရှိရင်တော်တော်ဒုက္ခရောက်သွားမှာဖြစ်ပါတယ် UK ရဲ့ဖြစ်ကဘာနဲ့တူနေလဲဆိုလို့ရှိရင်တော့ EU ဆိုတဲ့ဥရောပဒီကောင်မလေးချောချောနောက်ကိုလည်းအရင်လိုက်ရှင်တယ်ဒါပေမဲ့လက်ရှိဗီဇာဖြစ်နေတဲ့အမေရိကန်စိတ်ဆိုးမှကိုလည်းအရင်ကြောက်နေရတဲ့အနေအထားမျိုးပါတစ်ဖက်မှာပြင်သစ်ကတော့အဲ့လိုမဟုတ်ပါဘူးသူကလူပြိုကြီးစင်ငယ်ဆိုတော့သူကြိုက်တဲ့လူနဲ့လွတ်လွတ်လပ်လပ်တွဲလို့ရပါတယ်ဒါကြောင့်မလို့ပဲဒီ NATO လုံးဝမပါတဲ့ဥရောပတည်တဲ့လမ်းစဉ်ကိုသွားတဲ့အခါမှာ UK တွေကပြင်သစ်လောက်မလွတ်လပ်ပါဘူးအမေရိကန်ရဲ့မျက်နှာကိုကြည့်နေရပါတယ်ဒုတိယလမ်းစဉ်ကိုသွားတဲ့အခါမှာ UK လုံးဝမပါဘဲနဲ့ပြင်သစ်ကပဲအဓိကဦးဆောင်ရမှာဖြစ်ပါတယ်နောက်ပြီးလှုပ်တဲ့အခါကျရင်လည်းတခြားဥရောပနိုင်ငံတွေကပြင်သစ်ရဲ့နျူကလ িয়ার မူဝါဒတွေလေ့ကျင့်ရေးနဲ့ပြုပြင်ထိန်းသိမ်းရေးတွေမှာကုန်ကျစရိတ်ကစဝိုင်းပြီးတော့ကူကြမယ်အပြန်အလှန်နေတဲ့ပြင်သစ်ကလည်းသူတို့ရဲ့နျူကလ িয়ার လက်နက်တွေကိုအဲ့ဒီနိုင်ငံတွေရဲ့နယ်မြေထဲမှာဖြန့်ကျက်ထားပေးမယ်အဲ့ဒီလိုပုံစံမျိုးနဲ့ဥရောပတွေကိုကာကွယ်ဖို့အတွက်သူတို့တွေသွားကြမှာဖြစ်ပါတယ်အမှန်တော့ပြင်သစ်နဲ့ UK သူတို့နှစ်ယောက်ပေါင်းလိုက်ရင်တော့မှပဲနျူကလ িয়ার ထိပ်ဖူးတွေက900ဝန်းကျင်ပဲရှိပါတယ်ဒါကအမေရိကန်ရဲ့3900နဲ့ရုရှားရဲ့4300ကျော်နဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်တော့တော်တော်ကိုနည်းနေတာကိုတွေ့ရပါတယ်ဗျတချို့ရေးမြစ်တွေမှာဆိုလို့ရှိရင်ရုရှားတွေက9500ကျော်တော့ရှိတယ်ဆိုပြီးတော့ဖော်ပြထားတာရှိပါတယ်ဒါပေမဲ့ဘာပဲပြောပြင်သစ်နဲ့ UK သူတို့နှစ်ယောက်ပေါင်းထားတဲ့အလုံး900ဆိုတာကလည်းရန်သူတွေဘက်ကကိုယ့်ကိုစပြီးလာပြီးမတိုက်အောင်ကောင်းကောင်းကြီးဟန့်တားထားနိုင်တဲ့အကာအကွယ်တစ်ခုအနေနဲ့တော့ရှိနေပါတယ်ဗျအမေရိကန်ကတိတ်ပြီးစိတ်မချရတော့တာမို့လို့ဥရောပဘက်မှာအခုလိုမျိုးသူတို့တွေကကိုတူကိုထကိုအားကိုနိုင်မှုတွေစူးစမ်းနေကြတဲ့အချိန်မှာအာရှဘက်မှာလည်းဂျပန်နဲ့တောင်ကိုရီးယားတွေလိုမျိုးအမေရိကန်ကိုအားကိုးနေရတဲ့နိုင်ငံတွေရှိနေပါတယ်မြောက်ကိုရီးယားကသူတို့ရဲ့ ICBM ကမ္ဘာစစ်မီတိုက်ရှင်ပြဒုံးကျည်တွေနဲ့နျူကလ িয়ার ပါဝါကိုအရှိန်နဲ့တိုးနေကြတဲ့အချိန်မှာအရင်ကတော့မြောက်ကိုရီးယားနျူကလ িয়ার နဲ့လာတိုက်ရင်အမေရိကန်ကာကွယ်ပေးမှာပဲဆိုပြီးတော့ယုံကြည်ခဲ့ကြတဲ့ဂျပန်နဲ့တောင်ကိုရီးယားတွေကလည်းသမ္မတဒေါ်နယ်ထရမ့်ရဲ့ NATO ပေါ်မှာထားတဲ့သဘောထားတွေကိုမြင်သွားတဲ့အခါမှာတော့ဒီတောင်ကိုရီးယားနဲ့ဂျပန်ခေါင်းဆောင်တွေကလည်းတော်တော်ကိုခေါင်းခဲလာကြပါတယ်သူတို့စဉ်းစားထားတာကတော့တကယ်လို့သာတောင်ကိုရီးယားရဲ့စိုးမျိုးနဲ့ဂျပန်ရဲ့တိုကျိုတွေကိုမြောက်ကိုရီးယားဘက်ကနျူကလ িয়ার နဲ့လာပြီးတိုက်ခဲ့မယ်ဆိုလို့ရှိရင်အမေရိကန်ကရောမြောက်ကိုရီးယားကနေပြစ်လွတ်လာတဲ့တိုက်ရှင်းပစ်ဒုံးကျည်တွေနဲ့အမေရိကန်ရဲ့နယူးယောက်မြို့တွေကိုထိခိုက်ခံပြီးတော့တောင်ကိုရီးယားနဲ့ဂျပန်ကိုကယ်မာလာဆိုတာမျိုးပဲဖြစ်ပါတယ်ဒါကတော့အခုချိန်အမေရိကန်ရဲ့နျူကလ িয়ার ထိရင်နဲ့ပတ်သက်ပြီးတော့အားလုံးရဲ့ခေါင်းထဲမှာမေးစရာဖြစ်နေတဲ့မေးခွန်းအကြီးကြီးပဲဖြစ်ပါတယ်ကျွန်တော်တို့အမေရိကန်ဘက်ကနေဝင်ကျင်းလိုက်မယ်ဆိုလို့ရှိရင်လေအမေရိကန်ရဲ့နယူးယောက်လိုမြို့တွေကိုထိခိုက်ခံပြီးတော့တခြားမဟာမိတ်နိုင်ငံတွေကယ်ပေးဖို့ဆိုတာကလည်းသူကလည်းတော်တော်စဉ်းစားယူရမှာဖြစ်ပါတယ်အပေါ်ယံပိုင်းမှာကတော့သူ့ရဲ့နျူကလ িয়ার ထိရဲ့အောက်မှာအားလုံးနေကြတကူကူဖြစ်ရင်အကုန်လုံးကိုကာကွယ်ပေးမယ်လို့လွယ်လွယ်လေးပြောလို့ရတယ်ဆိုပေမဲ့တကယ်ဖြစ်လာတဲ့အခါကျရင်ဆုံးဖြတ်ချက်တစ်ခုချရတာကကို့မှာလည်းကြီးမားတဲ့ဆုံးရှုံးမှုတွေရှိနေတာမို့လို့အမေရိကန်တို့ကလည်းတော်တော်မလွယ်တဲ့လုပ်ရတစ်ခုဖြစ်ပါတယ်အခုဆိုလို့ရှိရင်တောင်ကိုရီးယားပြည်သူတွေရဲ့90%ကျော်တွေကကိုယ်ပိုင်နျူကလ িয়ার လက်နက်ရှိဖို့အတွက်ကိုပို့ပွင့်လင်းလင်းတောင်းဆိုလာကြပါတယ်ဂျပန်တွေကလည်းအစဉ်လာရနျူကလ িয়ার နဲ့ပတ်သက်လာရင်စန့်ကျင်ခဲ့ကြတယ်ဆိုပေမဲ့အခုချိန်မှာတော့အမေရိကန်နဲ့နျူကလ িয়ার မျှဝေမှုတွေလုပ်ဖို့အတွက်တိုးတိတ်ဆွေးနွေးထားကြတာရှိပါတယ်လာမယ့်2029လောက်ကစပြီးတော့ဂျပန်တွေကသူတို့နိုင်ငံရဲ့စုစုပေါင်းဝင်ငွေ200%လောက်ထိကိုတုံးပြီးတော့နိုင်ငံရဲ့ကာကွယ်ရေးစရိတ်ကိုတိုးမြင့်သွားဖို့အစီအစဉ်တွေချထားပါတယ်နောက်ပြီးတော့ဒီနေရာမှာကျွန်တော်တို့သိထားရမယ့်အချက်တစ်ခုရှိပါတယ်ဂျပန်ပဲဖြစ်ဖြစ်တောင်ကိုရီးယားပဲဖြစ်ဖြစ်နောက်ဆုံးဥရောပပဲဖြစ်ဖြစ်သူတို့တွေကကိုတူကိုထားနိုင်မှုအတွက်နျူကလ িয়ার နဲ့ပတ်သက်ပြီးတွားဖို့အတွက်ဆုံးဖြတ်လိုက်ပြီးဆိုတာနဲ့အဲ့ဒီမှာကုန်ကျမဲ့ဒေါ်လာဘီလီယံနဲ့ရှိတဲ့ပတ်စံတွေကမိုးပေါ်ကနေဒီတိုင်းကျလာတာမဟုတ်ပါဘူးဒီပတ်စံတွေကသူတို့ကဘန်နာတွေကနေပဲသုံးရတာဖြစ်ပါတယ်ဂျပန်ဆိုလို့ရှိရင်လည်းသူတို့ကာကွယ်ရေးစရိတ်ကိုနိုင်ငံရဲ့စုစုပေါင်းဝင်ငွေ200%ထိကိုတိုးပြီးသုံးဖို့အတွက်ပြင်ဆင်နေကြတာမို့လို့ဒီငွေတွေအားလုံးကလည်းဘန်နာကနေပဲလာတာဖြစ်ပါတယ်အဲ့တော့ဒီပတ်စံတွေအတွက်သူတို့ကအခွန်တွေတိုးကောက်လာကြမယ်
ချီးငွေတို့ပို့ပြီးထုတ်လာကြမယ်အဲ့ဒီခါမှာဆိုလို့ရှိရင်နိုင်ငံရဲ့ထုတ်လုပ်ရေးကုန်ကျစရိတ်တွေပို့ပြီးတက်လာပါတယ်ဒါဆိုလို့ရှိရင်ဂျပန်ကထုတ်တဲ့ကားတွေပဲဖြစ်ဖြစ်လက်စစ်ပစ္စည်းတွေပဲဖြစ်ဖြစ်အားလုံးကဈေးနှုန်းတွေတက်လာမှာပဲဖြစ်ပါတယ်နောက်ဆုံးမစီမဆိုင်ဂျပန်ထုတ်တဲ့ဒီပစ္စည်းတွေဝယ်နေကြတဲ့ကျွန်တော်တို့နိုင်ငံအထိပါဒီကုန်စည်နှုန်းတက်တဲ့တန်ကိုခံရမှာဖြစ်ပါတယ်ဗျဒါကတော့ကဘာကြီးရဲ့တစ်ဖက်မှာရိုက်ခတ်လိုက်တဲ့လိပ်ပြတောင်ပန်ခက်တဲ့အလိုင်းကြီးဟာတဖြည်းဖြည်းနဲ့ဒီဘက်ချမ်းတီကိုပါမတိမတာနဲ့ရောက်လာတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်ဒီအဖြစ်အပျက်တွေကိုကျွန်တော်တို့ခြုံပြီးကြည့်လိုက်မှဆိုရင်ဘာကိုသိလိုက်ရလဲဆိုရင်တော့လက်ရှိချိန်မှာကဘာကြီးရဲ့အာဏာချိန်ခွင်ကြီးဟာတပြေးပြေးနဲ့ဗဟိုချက်တွေကွဲနေပြီဆိုတဲ့အချက်ပဲဖြစ်ပါတယ်အရင်လိုမျိုးဥရောပတို့မဟာမိတ်တို့သူတို့တွေအားလုံးကအမေရိကန်ကိုပဲအားကိုးပြီးတော့ဆရာတင်ထားတာမျိုးလုံးဝမဟုတ်တော့ပါဘူးလုံးဝအားမကိုးတော့တာမျိုးမဟုတ်ပေမဲ့အရင်ချိန်တုန်းကလိုမျိုးအပြည့်အဝပုံအောပြီးတော့မယုံကြည်ရတော့တဲ့အဖြစ်မျိုးပဲဖြစ်ပါတယ်ဗျအဲ့တော့သူတို့နိုင်ငံကြီးတွေကအခုလိုမျိုးကြီးမားတဲ့အဆုံးဖြတ်ချက်တွေကိုချနေသမျှကတော့ရိုက်ခတ်လာတဲ့လှိုင်းတွေကကျွန်တော်တို့စီကိုပါတက်ရောက်နိုင်တာမို့လို့ကိုယ်နဲ့မဆိုင်တယ်လို့နေလို့မရပါဘူးဒါကြောင့်မလို့ပဲဒါတွေနဲ့ပတ်သက်ပြီးတော့အားလုံးသိထားတင်သလောက်သိအောင်ကျွန်တော်ပြန်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ဗျဒီနေ့ဗီဒီယိုမှာပြောတဲ့အချက်တွေအကိုးကားတွေအကုန်လုံးကိုအောက်ကပိုင် sharing ရဲ့ community channel ထဲမှာချတာပေးမှာဖြစ်ပါတယ်ကဲကမ္ဘာအကြောင်းတွေပြောနေရင်လည်းအားလုံးပဲအခုလိုမျိုးဗီဒီယိုတွေဖန်တီးပြီးတော့ online ပေါ်မှာကိုယ်ပိုင် brand တစ်ခုကိုတည်ဆောက်ချင်တဲ့သူတွေရှိလာဗျနောက်ပြီးတော့ YouTube လို platform တွေကနေလည်းဒေါ်လာရှာချင်တယ်ဘယ်ကနေဘယ်လိုစရမှန်းလည်းမသိဘူးဒါမှမဟုတ်ဗီဒီယိုတွေတင်နေပေမဲ့လည်းလူမကြည့်နေကြဘူးဆိုတာမျိုးဖြစ်နေကြလားဗျကျွန်တော်ကိုယ်တိုင်ကလည်းဒီလောကထဲမှာ6နှစ်ကျော်ဖြတ်သန်းလာခဲ့တဲ့တောတွင်းမှာအမားတွေအများကြီးကြုံခဲ့ရပါတယ်ကျွန်တော်ကြုံခဲ့ရတဲ့ဒီအမားတွေကိုလူသစ်တွေကအချိန်ကုန်ခံပြီးတော့ထပ်ပြီးခန်းစားနေကြမလို့တော့ပါဘူးဒါတွေကိုအချိန်ကိုပဲပေးပြီးတော့ကျွန်တော်ကိုယ်တိုင်တေချာလေးသင်ပေးတဲ့0 to YouTube Hero Training ကအခုဆိုလို့ရှိရင် Batch 3ကိုရောက်လာပါပြီဒီထဲမှာကျွန်တော်ကိုယ်တိုင်လုပ်ငန်းရှင်တွေနဲ့အဖွဲ့အစည်းတွေကို YouTube နဲ့ပတ်သက်ပြီးတော့လမ်းပြမျှဝေပေးခဲ့တဲ့လက်တွေ့ကျတဲ့ formula တွေအကုန်လုံးထည့်ပေးထားပါတယ်နောက်ပြီးမျက်နှာလုံးဝမပြဘဲနဲ့ကျွန်တော်ကိုယ်တိုင်3နှစ်ကျော်ဖြတ်သန်းလာခဲ့တဲ့အတွေ့အကြုံကလည်းရှိခဲ့တာဆိုတော့မျက်နှာမပြချင်တဲ့သူတွေအတွက်ကိုလည်း online ပေါ်မှာကိုယ်ပိုင် brand တစ်ခုကိုဘယ်လိုမျိုးတည်ဆောက်ရမလဲဆိုတာကိုလည်းပြောပြပေးသွားပါမယ်သင်တန်းသားတွေကိုအနီးကပ်သင်ပေးသွားမှာမို့လို့ဒီတစ်ခါမှလည်းလူအများကြီးမခေါ်ပါဘူးဗျနောက်ဆုံး YouTube monetization အတွက်ကိုလည်းစိတ်ချရတဲ့ service ဆရာစီကိုကျွန်တော်ကိုယ်တိုင်ပို့ပေးမှာဖြစ်ပါတယ်ပုံမှန်ဆိုရင်ဒီလိုမျိုးကိုယ်ပတ်ကြပြီးတော့အသေးစိတ်သင်ပေးထားတဲ့ course တွေကအနည်းဆုံး2သိန်းကနေ3သိန်းလောက်ပေးရမှာပါဒါပေမဲ့အစားအရာအကုန်လုံးဈေးတက်နေတဲ့ဒီလိုချိန်မှာ YouTube Hero တော့အားလုံးအဆင်ပြေအောင်3သိန်းတော့မပြည့်တဲ့9000ဝယ်ချက်နဲ့ပဲဖွင့်လာခဲ့တာအခုဆိုလို့ရှိရင် Batch 3တောင်ရောက်လာပြီဖြစ်ပါတယ်ဒါကပညာရပ်တစ်ခုအတွက်တေချာလေးလုပ်မယ်ဆိုလို့ရှိရင်တော့တော်တော်ကောင်းတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်ဗျတကယ်လို့မှပထမတစ်ဖက်ကိုတက်ကြည့်ပြီးလို့စိတ်တိုင်းမကျဘူးဆိုလို့ရှိရင်ကျွန်တော်ဘက်ကဘာမေးမြန်းမှမရှိပဲတင်တန်းကြီးအပြည့်ပြန်ပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့အရှုံးမရှိပါဘူးစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့အောက်က description နဲ့ comment မှာချထားပေးတဲ့ပိုင် sharing Telegram လေးထဲမှာ YouTube Hero ဆိုပြီးစာပို့လိုက်လို့ရပါတယ်ဟုတ်ကဲ့အားလုံးပဲမကြခင်မှာထပ်ပြီးတော့ပြန်တွေ့ကြရအောင်